မနက်တုတ်စားမယ်ပေါ့နော်ငါဥလေးရပါဇက်ထဲမှာဘုံပေါက်နေဘူးလားဖောက်နဲ့စမ်းချီရက်ကွာအန်တီကျူမနက်တုတ်ဆိုင်လေးရောက်နေတာဖြစ်ပါရဲ့ဒီကဆိုကညနေပိုင်းဆိုဒီမှာလူတွေအများကြီးပဲစီပါနေရောမဆိုင်ဖွင့်လာကြာပြီလား3 နှစ်လောက်ရှိ ဘယ်ချိန်လောက်ဆောက်ဖြစ်လဲမဆိုင်ကအေးဘက်ချင်တော့ညီမလေးမနက်9:00နာရီဆိုဒီဘက်ချင်ကတော့တနာစနစ်ခွဲဆိုတော့စောက်နေတာတနာညမှာတော့အစုပ်အိတ်ကညဆိုမှ8နာရီနေ့တိုင်းရတယ်ပေါ့နော်ဒီနေ့မှ ခေါ်မလက်တုပ်လေးစားမှာဖြစ်ပါတယ်အာကြီးမဟုတ်တဲ့ချောကြီးပါမလက်တုပ်လေးကိုကြာတော့လေအရင်များထက်ဒီလိုလုံးလုံးလေးစားရတာပူကြိုက်တယ်ငါဥတဲ့မှားလာတယ်ပေါ့နော်စားပါအောင်ရှင်ဒီမလက်တုပ်လေးပါရိုးဆိုလို့ရှိရင်1000ငါဥနဲ့ဆိုလို့ရှိရင်2000ငါဥလေးရပါဇက်ထဲမှာဘုံပေါက်နေဘူးလားဖောက်နဲ့စားအရှင်တက်လို့မရတော့အခုကတော့အန်တီဗျူမလက်တုပ်ဆိုင်မှာငါဥတုပ်လေးနဲ့နောက်ပြီးတော့မိုးလက်တုပ်လေးလာစားဖြစ်တာဖြစ်ပါတယ်ငါဥတုပ်ကတော့တပွဲကို3000ငါဥတုပ်လေးပါလို့ကဲအန်တီဗျူဆိုင်ကမိုးလက်တုပ်ပြတာငါဥတုပ်စားကြပါအောင်ရှင်ဆိုင်လေးစာလေးကချမ်းချီလန်ဆက်ချီရက်အန်တီဗျူမိုးလက်တုပ်ဆိုင်ချမ်းဖိတ်တင်ရတော့နေကင်းဆိုလို့ရှိရင်တနာရီထိုးကနေစားဖွင့်ပြီးတော့ညနေပိုင်းဆိုလို့ရှိရင်8နာရီထိုးပေးပါရရှင်။ပတ်စေတနင်္လာနေ့ဆိုပြီးပိတ်တယ်ပေါ့နော်။ချက်ချင်မှုပန်ရတယ်။ဝကောင်းလက်တုပ်ရတယ်။စုံပဲကွစ်တီကိုပြော့။ကြာတတိဖြော်ရင်လည်းဟိုဘက်ချမ်းမှာရသေးတယ်။ငါဦးတော့တမော်လီတောင်းလေးရတယ်။ချားပါရီစားဖြစ်နေလဲဆိုတာလည်းချက်လိုက်ကြည့်ပါအောင်ရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။